အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အလုပ် interview ဖြေတာပဲဖြစ်ဖြစ် scholarship interview ဖြေတာပဲဖြစ်ဖြစ်ဘယ်လို interview ကိုပဲဖြစ်ဖြစ်ဘယ်လိုလေးတွေကိုပြင်ဆင်သင့်လဲဆိုတဲ့အကြောင်းလေးကိုပြောပြချင်ပါတယ်ကျွန်မနာမည်ပြောင်းဖြစ်ပါတယ်အရင်ဆုံးကတော့ဒီ interview question banks လေးတွေပြင်ဆင်ကြမယ်ပေါ့နော်ဆိုတော့ interviews ကပုံစံမျိုးရှိနိုင်တယ်ဒီ virtual interview ရှိတယ် in person interview ရှိတယ်ပြီးတော့ group interview လေးတွေရှိတယ်ဒါမှမဟုတ်ရင်လည်းဒီ online video platform ကနေသုံးတဲ့ one way interview လေးတွေရှိတယ်ပေါ့နော်ဆိုတော့ဘယ် interview ပဲဖြစ်ဖြစ်ဒီ interviewer တွေကကိုနဲ့ဒီရှောက်ထားတဲ့position ကတင်တော်မတော်ဒါလေးကိုသူတို့ကစစ်ဆေးမယ်ပေါ့နော်ဆိုတော့ selection criteria ကိုပထမဆုံးအနေနဲ့ကိုကအရင်ဆုံးဆွဲထုတ်ရမယ်ပေါ့နော်ဒီ selection criteria ပေါ်မူတည်ပြီးတော့မှဒီ interview questions တွေကိုဘယ်လိုပြင်ဆင်ရမလဲဆိုတာကပို့ပြီးတော့ထိရောက်တယ်ပေါ့နော်ဆိုတော့introduction questions အနေနဲ့အမြဲတမ်းမေးလေးမေးထားရှိတာကြတော့ tell me about yourself ပေါ့နော်ဒီဟာကတော့တော်တော်များများမေးလေးမေးထားရှိတယ်ပြင်ကိုပြင်ဆင်ရမယ့်ဟာမျိုးပေါ့နော်ဆိုတော့ဒီမှာဆိုရင်ကိုကပဲအချက်လေးတွေကိုထည့်ပြီးတော့မှပြောချင်တာလေဒါလေးတွေကိုလည်းကိုကကြိုတင်ပြီးတော့မှစဉ်းစားလို့ရတယ်ပေါ့နော်ဒီနားမှာဆိုရင်ဥပမာအနေနဲ့ကိုရဲ့ဒီ organization ပဲဖြစ်ဖြစ် role ပဲဖြစ်ဖြစ် scholarship ကိုပဲဖြစ်ဖြစ်ဘာ contribute လုပ်ချင်တာလဲဒါမှမဟုတ်ကိုရဲ့ interest and passions တွေကဘာလဲကိုရဲ့ skills တွေ capabilities တွေကဘာလဲ strengths တွေကဘာလဲပြီးတော့ကိုရဲ့ future goals ကဘာလဲဒါတွေပြောလို့ရတယ်ပေါ့နော်ဒါပြီးတော့ရဆိုရင်နောက်ထပ်ပို့ပြီးတော့မှကိုယ့်ရဲ့အကြောင်းကိုသိအောင်ဆိုပြီးတော့မှမေးလိမေးထားရှိတဲ့ questions လေးတွေကကြတော့ကိုကဘာကြောင့်လို့ဒီ role ကိုစိတ်ဝင်စားတာလဲဒါမှမဟုတ်ဒီ opportunities ကိုဘာကြောင့်စိတ်ဝင်စားတာလဲဆိုတဲ့ဟာမေးခွန်းကိုပြင်ဆင်ထားရမယ်ပေါ့နော်ဆိုရင်ဒီမှာဆိုရင်ထည့်သွင်းပြီးတော့မှပြင်ဆင်ရမယ့်အချက်လေးတွေကိုလည်းဖော်ပြပေးထားတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကိုယ့်ရဲ့ strengths ကဘာလဲပေါ့နော်ကိုယ့်ရဲ့ strengths တွေပြောတဲ့ချိန်ကြရင်ဒီမှာ technical skills တွေ interpersonal capabilities တွေ entrepreneurial capabilities ဒါမှမဟုတ်လည်း previous experience network ဒါမှမဟုတ် new ideas ဒါတွေကိုချပြလို့ရတယ်ပေါ့နော်ဆိုတော့ဒီ questions ကိုလည်းကိုကကြိုတင်ပြီးတော့ပြင်ဆင်သင့်တယ်ပေါ့နော်နောက်ပြီးတော့ကိုယ့်ရဲ့ဒီ biggest achievement ကဘာလဲပေါ့နော်biggest achievement မှာဆိုရင်ကိုလှုပ်လိုက်လို့ဘယ်လို impact တွေဖြစ်လဲဆိုတဲ့ဟာမျိုးတွေကိုဖော်ပြလို့ရတယ်ပေါ့နော်ဆိုတော့ဒါတွေကလည်းကိုယ့်ရဲ့ studies နဲ့ relate ဖြစ်တာတွေပြောလို့ရတယ် experience နဲ့ relate ဖြစ်တာပြောရ experience မှာဆိုရင်ကိုယ့်ရဲ့ work experience အမဝင် volunteering experience ဒါမျိုးတွေကိုသုံးလို့ရတယ်ပေါ့နော်အဓိကကတော့ဒီမှာဆိုရင်ဒီ transferable skills တွေဖော်ပြလို့ရတယ်ပေါ့နော် transferable skills တွေကိုဖော်ပြပြီးတော့မှကိုကဘာကြောင့်မလို့ဒီ professional achievement တွေကိုရအောင်လုပ်တယ်ပြီးတော့မှဒီကိုရှောက်ထားတဲ့ role ပဲဖြစ်ဖြစ် position ပဲဖြစ်ဖြစ် scholarship ပဲဖြစ်ဖြစ်ဒီဟာဒီနဲ့ကိုကဘယ်လိုမျိုးimpact တွေကိုလုပ်နိုင်တယ်ဆိုတော့ potential လေးတွေကိုပြရတယ်ပေါ့နော်ဒီမေခွန်းကနေပြီးတော့မှဆိုတော့နောက်ဆုံးကြတော့ကိုကဒီကိုရဲ့ဒီ questions ပေါ့နော်ဒီ own questions တွေကိုကြိုတင်ပြင်ဆင်သင့်တယ်ပေါ့နော်ဒါကြတော့ကိုယ့်ရဲ့ selection criteria ပေါ့ job description ပေါ့ပြီးတော့မှဒီ information တွေပေါ်မှာမူတည်ပြီးတော့မှဒါကကိုဖြစ်နိုင်တဲ့မေးခွန်းတွေကိုပို့ပြီးတော့မှပြင်ဆင်လို့ကိုယ့်ဘက်ကပြင်ဆင်လို့ရတယ်ပေါ့နော်ဆိုတော့ဒီမှာလဲသူ example လေးတွေပြထားတယ်ပေါ့နော်အဓိကအဖြစ်ဒီ long term မှာကိုကဒီ experience နဲ့ဘယ်လိုမျိုးတွေလုပ်မယ်ဘယ်လိုမျိုးတွေလုပ်သွားမယ်ဆိုတဲ့ဟာမျိုးတွေကိုပြင်ဆင်လို့ရတယ်ပေါ့နော်ဒီ behavioral interview questions ကတော့အရန်ကိုpopular လည်းဖြစ်တယ်ဒီမှာလည်းတော်တော်များများသုံးကြတယ်ပေါ့နော်အဓိကတော့ tell me a time when ဆိုတဲ့ဟာနဲ့စတာဆိုတာကိုယ့်ရဲ့behavioral questions ဆိုတဲ့ဟာမျိုးပြောလို့ရတယ်ပေါ့နော်ဒီဟာဆိုရင်ကိုရီးယားဘယ်ဟာကိုသုံးပြီးတော့မှဖြေလို့ရလဲဆိုရင် star method ကိုသုံးပြီးတော့ဖြေလို့ရတယ်ပေါ့နော်ဆိုတော့ဒီဟာကbehavioral questions ဖြစ်မယ်ဆိုရင် star method ကိုသုံးနေဆိုတဲ့ဟာမျိုးတွေကိုဒီ example အနေနဲ့ကိုကဖော်ပြထားတယ်ကိုပြင်ဆင်လို့ရတယ်ပေါ့နော်ဆိုတော့ example အနေနဲ့ဆိုရင်ဒီမှာပြထားတဲ့ဟာမျိုးပေါ့နော်ကိုနဲ့သက်ဆိုင်တဲ့ဟာကိုကကြိုတင်ပြင်ဆင်လို့ရတယ်ပေါ့နော်ဒါကဖြစ်နိုင်တဲ့ဟာတွေအများကြီးရှိတယ်ဒါပေမဲ့လည်းကိုရဲ့ requirement ပေါ်မှာမူတည်ပြီးတော့ကြိုတင်ပြင်ဆင်လို့ရတယ်ပေါ့နော်
ကဲ interview ကတော့ပြင်ဆင်သွားပြီးဒီ checklist အနေနဲ့ပေါ့နော်ဘယ်လိုမျိုးတွေလုပ်တင်လဲပေါ့နော်checklist တွေကကြတော့ဒီ interview stage ပါပြီဆိုရင်ဒါတော်တော်လေးအခြေအနေကောင်းနေပြီပေါ့နော်ဆိုတော့ဒီကို interview approach လုပ်တဲ့ပုံစံလေးတွေကိုဥပမာဒီ interview ကိုဖြည့်ချင်တဲ့ကိုဘာ experience တွေရနိုင်တယ်လဲဘာ opportunities ကကိုနဲ့ align ဖြစ်မဖြစ်ဒီလိုမျိုးစိတ်လေးနဲ့ switch လုပ်ပြီးတော့မှဖြည့်ဆိုမယ်ဆိုရင်ဒါကပို့ပြီးတော့မှကောင်းတယ်ပေါ့နော်ပြီးတော့မှဒီinterviews မှာဆိုရင်လည်းကို HR ဘက်ကနေဒီ hiring manager ဘက်ကနေကြည့်ပြီးတော့မှဘာတွေမင်းနိုင်လဲဆိုတဲ့ဟာကိုယ့်အကိုပြင်ဆင်လို့ရတယ်ပေါ့နော်ဆိုတော့ interview မစခင်မှာဆိုရင်ဒီခုနကပြထားတဲ့ interview questions တွေကိုပြင်ဆင်လို့ရတယ်ပြီးတော့မှဒီ research လုပ်မယ်ပေါ့နော် organization ကြောင့် research လုပ်မယ် panel တွေက group ဖြစ်နိုင်တယ် common interview questions တွေကဘာတွေဖြစ်နိုင်တယ်လဲပြီးတော့မှ questions တွေကို practice လုပ်မယ်ပြီးတော့မှကို create လုပ်ထားတဲ့ questions တွေကိုလည်းအဖြေကြည့်မယ်ပေါ့နော်ပြီးတော့မှ elevator pitch လေးတွေလုပ်ကြည့်မယ်ဆိုရင်ဒီ interview ကကြိုတင်ပါစေတဲ့ဆိုတဲ့သဘောမျိုးဖြစ်တာပေါ့နော်ဆိုတော့ကိုဘာလေးတွေဝတ်သွားမယ်ပေါ့နော် professional business attire လိုတာလားပြီးတော့မှမဖြေခင်ညမှာဆိုရင်ကျမတို့ကောင်းကောင်းအိတ်ဆက်ဖို့လိုအပ်တယ်ပြီးတော့မှကောင်းကောင်းစားဖို့လိုအပ်တယ်ပြီးတော့မှတကယ် interview နေ့မှာဆိုရင်လည်းကိုက15မိနစ်လောက်စောပြီးတော့မှရောက်တဲ့နေပေါ့နော်ဆိုတော့ interview မဖြေခင်မှာဆိုလည်းကိုတေချာ deep breath လုပ်ပြီးတော့မှဖြေတဲ့နေပေါ့နော် interview ပြီးသွားတယ်ဆိုရင်လည်းကိုကဒီ interview မှာဘာတွေအဆင်ပြေတယ်ဒီ future interviews မှာဘာတွေ improve လုပ်မယ်ကြရမရသွားဘူးဆိုရင်လည်းဒီ panelist တွေ feedback တောင်းကြည့်မယ်ပေါ့နော်ကြရတယ်ဆိုရင်လည်းဘယ်နေ့က start date စမလဲ leave တွေကဘယ်လိုမျိုးဖြစ်နိုင်တယ်လဲပြီးတော့မှ expected salary ဘာလဲဒါတွေကိုကြိုတင်ပြင်ဆင်သင့်တယ်ပေါ့နော်ဆိုတော့အားလုံးလည်းအကျိုးရှိမဲ့ထင်ပါတယ်ဒီနေ့အတွက်ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်